One Direction ရဲ့နာမည်ကြီးသချင်းဖြစ်တဲ့ Night Chain သချင်းကိုအစဆုံး copy ယူလိုက်လို့ပရိသတ်တွေကြားတဲ့နာမည်ကြီးနေတဲ့အဆိုတော်နေမိအိမ်ဆိုတာနဲ့လူငယ်ပရိသတ်တွေကြားထဲမှာမစိမ့်တဲ့အဆိုတော်ပါပဲအဆိုတော်နေမိအိမ်ဟာလူသိများသူတဦးဖြစ်ပြီး Galaxy Star အဆိုပြိုင်ပွဲမှာဆုရရှိခဲ့သူတဦးဖြစ်ပါတယ်သူဟာ Velocity Band နဲ့အတူဂီတလုပ်ငန်းများမှာပူးပေါင်းဆောင်ရွက်ခဲ့ပြီးပရိသတ်များထံမှအားပေးမှုများစွာရရှိခဲ့ပါတယ်။မေလာတန်စင်ဂျူဝဲစားတဲ့နာမည်ရနေတဲ့အဆိုတော်တွေနဲ့လည်းတချင်းများစွာကိုစုံတွဲတည်ဆိုခဲ့လို့လူသိလည်းများခဲ့ပါသေးတယ်။စုံတွဲတချင်းတွေကတော့အရင်ခေတ်ကတည်ဆိုခဲ့တဲ့အဆိုတော်တွေရဲ့တချင်းကိုပြန်ပြီးကာပါဆိုခဲ့တာတွေပါပဲ။သူ့ရဲ့တချင်းများထဲမှာတချင်းလေးကြားရင်ဒီပရိသတ်ကြားမှာလူကြိုက်များခဲ့ပါတယ်။အဲ့ဒီတချင်းက TikTok မှာရော Facebook မှာရောလူငယ်ပရိသတ်တွေရဲ့အသေးသေးကိုရောက်ခဲ့တဲ့တချင်းတစ်ပုတ်ဖြစ်ခဲ့ပါတယ်။တချင်းလေးကအသေးခွဲတဲ့ဘက်ကိုသွားပြီးချစ်သူကောင်းလေးကကောင်းမလေးကိုမာနတွေထားပြီးမဝေးသင့်ဘူးလို့အတိတ်ပဲဖြစ်နေတဲ့အတွက်အခုခေတ်လူငယ်ပရိသတ်များရဲ့အသေးသေးကိုရောက်ခဲ့ရပဲဖြစ်ပါတယ်။အဲ့ဒီတချင်းထွက်တော့ကပရိသတ်တချို့ကဒီတချင်းကနေရီပြက်သူတချင်းကိုဒီလိုနဲ့ဝေးရမှာတန်ရလားဆိုပြီးစာသားတွေကို copy ခဲ့တာနေရီပြက်သူကိုတိတ်မသိတော့ copy ယူမှတိတ်မသိခဲ့ကြတာပေါ့ဆိုပြီးလဲပရိသတ်တချို့ကပြောခဲ့ပါသေးတယ်။အဲ့ဒီတချင်းထွက်ပြီးတခြားတချင်းတွေအများကြီးထွက်ခဲ့ပြီးမြဲပရိသတ်တွေရင်ထဲတော့တိတ်မရောက်ခဲ့ပါဘူး။ဂျားထဲမှာတော့တချင်းများစွာဆိုခဲ့ပြီးနောက်ဆုံးထွက်ခဲ့တဲ့ဒိုနီယာအချစ်များတချင်းကတော့ပရိသတ်တွေကြားထဲအပြောများခဲ့တာပဲဖြစ်ပါတယ်။မက်လာလောက်မှာနေမီအိမ်ကကျင်ဖော်ဇလန်တွေမှာပရိသတ်တွေအားပေးမှုရရှိခဲ့တဲ့တရုတ်ဆောင်အကယ်ဒမီစိုးပြည့်တစင်းနဲ့တရုတ်ဆောင်ဆိုင်းစီတွန်ခန်တို့ပါဝင်တရုတ်ဆောင်ထားတဲ့ဒိုနီယာချစ်ချင်းများတချင်း MP ကတော့မေလ1ရက်နေ့မှာထွက်ရှိလာမယ်လို့ပြောခဲ့ပါတယ်။ဒိုနီယာချစ်ချင်းများတေးသချင်းကိုတော့တေးရေးကျမမီတော်ကရေးဖွဲ့ထားခြင်းဖြစ်ပြီးဒရိုက်တာပြည့်ဖြူးနိုင်ကဖန်တီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ပရိသတ်တွေကအရင်ထွက်ခဲ့တဲ့တချင်းလို့အမိုက်စားထွက်လာမယ်လို့ဒီတချင်းကိုစောင့်နေကြပေမဲ့ထွက်ရှိလာတဲ့အခါမှာတော့အကုန်လုံးကနိုင်ငံသားကတချင်းကို copy ယူထားမှုပရိသတ်တွေအလုံးကစိတ်ပြတ်ခဲ့ရပါတယ်။တချင်းပဲထွက်လာရင်တိတ်မပြောတော့ပေမဲ့ပရိသတ်တချို့က One Direction ဆုံးလာတာမကြသေးဘူး။ MV ပါရိုက်ထားပြီးဓာတ်ရိုက် copy ကူတာကလွန်ပါတယ်လို့တချို့ကလည်းတောတန်ကြီးနဲ့အော်ချက်ကိုပိုင်တီလုံးမရှိဘူးလားမရှက်တတ်ဘူးလားပရိသတ်တွေကိုနိုင်ငံသားတချင်းမသိတော့ပါဘူးဆိုပြီးကျင်းထဲတာပရိသတ်တွေစော်ကားတာဆိုပြီးလည်းပြောကြပါသေးတယ်။ပရိသတ်တွေကဒီလိုတွေလောက်တာမှားတယ်လို့ပြောနေမင်းအိမ်ကတော့တာချီလိမ့်မှာရှိုးဝဲတွေကိုတီးဆိုရင်ပျော်ရွှင်နေကြောင်းသူ့ရဲ့ Facebook အကောင့်ရဲ့မိုင်တေးမှာပါတင်ထားပါသေးတယ်။ပရိသတ်တွေရောဘယ်လိုထင်ကြသလဲဆိုတာ comment မှာဝင်ရေးခဲ့ကြပါအောင်နော်။